အမျိုးများအားလုံးမြန်မာနိုင်ငံမှာရှိတဲ့သူများအားလုံးပေါ့ဗျာအခုဦးစင်းနဲ့ဒါနထိုးကြီးမျိုးကကိုဆိုပါဤဆိုတဲ့နေရာမှာဒီရဲမှုဒကာကြီးဒါညန်ဒီပဖြစ်ပါတယ်ဗျာနော်ဒါပြောရရင်တော့ဖိုက်တာပေါ့နော်ရဲထဲမှာတကယ်ဖိုက်တာစစ်ကြီးပေါ့နော်ဖိုက်တာစစ်ကြီးဒါနဲ့ဖိုက်တာစစ်ကြီးသူတို့ကစစ်သားဘဝမှာလည်းဖိုက်တာစစ်ကြီးပဲဗျရခိုင်ပြည်မှာလည်းတွားခဲ့ရတယ်ဦးစင်းတို့ပေါ်မြို့နယ်တောင်ပိုင်းနေမှာလည်းအနှံ့ရောက်ခဲ့တယ်ခုဒီမှာနထိုးကြီးဘက်မှာလည်းဒါအားလုံးလည်းတချို့များရဲတွေများစစ်သားတွေလည်းအကုန်လုံးလည်းတီးရွာပြီဗျာနော်ရှားပါဖိုက်တာလို့လည်းပြောလို့ရပါတယ်ဗျာနော်ဒါမျိုးရဲတွေလည်းအများကြီးရှိပါတယ်ဗျာနော်မြန်မာနိုင်ငံမှာဒါနဲ့ထူးခြားခြားပေါ့ဗျာနော်ဒါမြန်မာနိုင်ငံပြောရလို့ရှိရင်တော့ဦးစင်းတို့ဒါမျိုးတွေအားကြီးလိုအပ်တယ်လို့ပြောရမှာဗျာနော်လိုအပ်တယ်လို့ပြောရမှာဒါဦးစင်းတို့ဒါပြောရလို့ရှင်တော့လူကောင်းသေးပေမဲ့အစိတ်ပြင်းတယ်လို့ပြောရမှာဗျာနော်သူတို့စစ်သားပေါ်မှာတော့သူကအပတ်စဉ်90ပဲဗျာနော်သူတို့90ရအပတ်စဉ်90ရတော်တော်များများကလည်းတော်တော်ဆွမ်းကြတယ်ဗျာနော်ဆွမ်းကြတယ်ဟောတခါကြီးဒါညန်ဒီပလို့ခေါ်ပါတယ်ဗျာနော်ဒါဘာကြောင့်ဦးစင်းကအခုလိုပြောရလဲဆိုလို့ရှိရင်တက်တီရောဒါဒီနိုင်ငံတော်ဆိုရပေးတဲ့ထဲမှာရဲဗလာပေးထားပေါ့နော်ဒါနဲ့ဦးစင်းလို့ဆိုရင်တော့ရဲဗလာမကောက်ဘူးတီးထက်မြင်းတဲ့ဟာမျိုးဦးစင်းကကောက်ပေးလိုက်မှာဘလို့ဆိုတော့သူစွန့်စားတဲ့ဟာတွေစွန့်စားခဲ့တဲ့ဟာတွေမကြီးမညူပဲနဲ့သူရောက်တဲ့နေရာမှာသူနိုင်ငံတာဝန်ကိုကျင်းဝင်သောလိုရာထက်တောင်မှသူပိုတယ်ဆိုတော့ဂုံဘုတ်တွေကအများကြီးရှိတယ်ဒါတွေကဂုံဘုတ်တွေကလုတ်ပြောလို့လည်းမရဘူးကြံပြီးလို့လည်းပြောလို့မရဘူးဗျာနော်သူဒီအလုံးနဲ့တက်တည်ပြခဲ့တဲ့နေရာတွေမှာအများကြီးပါဗျာနော်အများကြီးပါပဲနော်အဲ့တော့ပြောချင်တာကတော့ဒကာကြီးဒီညန်ဒီပလို့မြန်မာနိုင်ငံမှာရဲတွေမှာပေါ့နော်အများကြီးပေါ့မရှိဘူးလားဆိုတော့လည်းအများကြီးရှိပါတယ်ဗျဒီလမ်းမှာနော်ဒါနဲ့ဒါမျိုးဒကာကြီးညန်ဒီပေါ့လို့ရဲတွေအများကြီးပေါ်ပေါက်ဖို့ပါအတွက်တိုက်ပြည်မှာလိုအပ်တယ်ဆိုတဲ့အကြောင်းလေးကိုပြောချင်တာပါဗျအားလုံးဒါပါပဲဗျ